မင်္ဂလာပါခင်ဗျာကျွန်တော်တို့ Front Technology Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Canon Image Runner 2500 series တွေဖြစ်တဲ့2520 2525 2530 series အသုံးပြုတဲ့မိတ်ဆွေတွေအမြဲလို့ကြုံတွေ့နေရတဲ့ E000110 error အကြောင်းလေးကိုပြောပြပေးသွားမှာပါအဲ့ဒီ error ဘယ်လိုဖြေရှင်းရမလဲဆိုတော့မိတ်ဆွေတို့မျှဝေပေးသွားမှာဖြစ်ပါတယ်အဲ့ဒီ error တက်လာပြီဆိုရင်တော့ကျွန်တော်တို့ဘိတ်တူဘလို့ပဲဆွဲလိုက်လင်မှာ paper jam ဖြစ်ပြီးတော့ paper jam error ဖြစ်ပြီးတော့ဆက်ကလုံးဝလုံးလို့မရဘူးလေရက်သွားတယ်ပါလေဗျာတော့ဘလောက်ပဲ copy ဆွဲတော့ paper jam ပဲပြတော့စိတ်ညစ်ရတယ်ပေါ့နော်အဲ့တော့အဲ့ဒီ error ဘာလို့ဖြစ်ရလဲဆိုတော့အများအပြားတော့ဒါ laser scanner unit ထက်က motor လေးကသူ့ရဲ့လေပတ်မှုကမမှန်တော့လို့ဖြစ်တာပါနော်ဆက်ပြဆရာခေါ်ရင်ပဲဖြစ်ဖြစ်ပစ္စည်းအစ်လဲမယ်ဆိုရင်ပဲဖြစ်ဖြစ်ငွေကုန်ကြီးကြများနိုင်ပါတယ်ဗျာဒါပေမဲ့ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်ကငွေတများမှမကုန်မဲနဲ့မိတ်ဆွေတို့အိမ်မှာရှိတဲ့ပစ္စည်းလေးတစ်ခုတည်းနဲ့ပဲအဲ့ဒီအဲဟာကိုဘလို့ပြီးတိုင်ဘလို့ဖြစ်ရှင်းမလဲဆိုတော့တေးသေးပြသပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုလေးကိုစုံးကြည့်ဖို့ဖိတ်ခေါ်ပါတယ်ဗျာကဲကျွန်တော်တို့တူတူပြင်ကြည့်ကြမယ်ဒါကတော့အဲ့ဒီ error တက်နေတဲ့အချိန်မှာကျွန်တော်စမ်းဆွဲကြည့်ထားတာပေါ့နော်ဒီမဲ့ကျွန်တော်ကြည့်ထားတယ် error ဘယ်လိုတက်လာတယ်ဟောနှိပ်လိုက်ပြီဒီမဲ့အဲ့ error တန့်ပြတယ်ပေါ့နော် E000110 ဆိုပြီးတော့ပြတယ်အဲ့ဒီတော့ကျွန်တော်တို့လောက်ရမှာကဒီ set ထဲမှာပါတဲ့ laser unit ကိုကျွန်တော်တို့ပြင်ကိုထုတ်လိုက်မှာပေါ့နော်ပြင်ကိုထုတ်ပြီးတော့သူ့ထဲမှာပါတဲ့ polygon motor ကိုကျွန်တော်စစ်ကြည့်ရမှာပါဗျ။ laser unit ကအခုကျွန်တော်ကြည့်နေတဲ့ဘက်ချမ်းပေါ့နော် iPad မှာရှိတဲ့ခုဒီထဲမှာ ဒီ net လေးရယ်အဲ့ဒီ net ကလေးရယ်အဲ့နှလုံးကိုဖြုတ်ရမယ်ဒီဘက်ဆက်ရဒီမေမူးထဲတဲ့အချမ်းကိုလည်းသူကဖွင့်ထားပေးရမယ်ဟိုကြောက်လက်လေးနဲ့ပေါ့နော်ဒီနက်ကလေးနဲ့အိုက်မှာရှိတဲ့နက်ကလေးကိုဖြုတ်ထားလိုက်မယ်ဖြုတ်ထားလိုက်မယ်နော်ဒီမေမူးရှိတဲ့အချမ်းကိုလည်းကျွန်တော်တို့ဖွင့်ထားပေးမယ်ပြီးရင်ကျွန်တော်အဲ့အပြားကြီးပေါ့နော်အဲ့ပြားရုပ်လည်းကျွန်တော်တို့အသားလေးဆွဲမှာပြီးတော့နောက်ကိုဆွဲပြီးတော့မှာပြီးတော့ယူတိုင်းပေါ့နော်အဲ့ဒါကိုလည်းဖွင့်လိုက်မယ်နော်အဲ့ဒီမှာကျွန်တော်တို့ power clock ရှိတဲ့အချမ်းကြီးပေါ့ကျွန်တော်နှက်ဖြုတ်လိုက်တဲ့အချမ်းပေါ့အဲ့ဒါကိုကျွန်တော်တို့အသားလေးဆွဲမှာပြီးတော့ဖြုတ်ပေးမယ်တစ်ဖက်နဲ့မရရင်လက်တစ်ဖက်နဲ့မရရင်ကျွန်တော်နှစ်ဖက်ပေါ့နော်ထိပြီးတော့မှာပြီးတော့ဖြုတ်မယ်နောက်ဒါလေးကိုဖြုတ်ရမယ်ပေါ့နော်ဒါလေးဆွဲမှပြီးတော့ဖြုတ်မယ်နောက်တော့ပါလာပြီအဲ့ဒါလည်းပွင့်သွားပြီပေါ့နော်ပွင့်သွားပြီဆိုရင်ကျွန်တော်တို့ထဲမှာအဲ့ဒါလေးခုပြတယ်ရတော့အဲ့ဒါလေးစာ unit လေးပါပဲဗျကျွန်တော်တို့စစ်ဆေးရမှာအဲ့ထက်က polygon motor ကိုစစ်ဆေးရမှာဖြစ်ပါတယ်နောက်လေးစာ unit ကိုပြင်ကိုဆွဲထုတ်ရမှာဖြစ်ပါတယ်ဗျအဲ့တော့ဒီမှာ net လေးတစ်လုံးရှိတယ်အဲ့ net ကိုလည်းကျွန်တော်တို့ဖြုတ်ရမှာနော် laser unit ကိုကျွန်တော်ဆက်ရအပြင်ကိုထုတ်ရမှာပေါ့နော်အဲ့တော့အနက်ကလေးကိုလည်းဖြုတ်ရမယ်နက်ပြုတ်သွားပြီပေါ့နော်နော်အဲ့ဒါလေးလည်းပြင်ယူလိုက်ပြီ
ဒီမှာ polygon motor ကိုချိတ်ထားတဲ့ကြိုးလေးတွေရှိတယ်ပေါ့နော်အဲကြိုးလေးတွေကိုလည်းကျွန်တော်တို့ဖြုတ်ပေးလိုက်မယ် circuit လေးပေါ့ကြိုးလေးတွေအဲဘက်မှာနှစ်ကြိုးရှိတယ်အဲကြိုးလေးရဲ့သူ့နောက်မှာရှိတဲ့ကြိုးလေးရဲ့အားလေးတွေဖြုတ်မယ်အဲ့ဘက်ကရှိတဲ့ကြိုးလေးနဲ့ကြိုးပြုတ်သွားပြီဆိုရင်ကျွန်တော်တို့အဲ့မဲ့ဒီစာ unit ပေါ်မှာလည်းကြိုးလေးတွေရှိသေးတယ်ဗျာအဲ့ဒါလေးကိုလည်းဖြုတ်ပေးရမယ်ဒါလေးကိုလည်းဖြုတ်ရမယ်အဲ့ဒါလေးကိုလည်းဖြုတ်ပေးရမယ်ဒါလေးလက်ကလေးနဲ့ဆွဲမှလည်းပေါ့နော်ပြုတ်သွားပြီအဲ့ဒါလေးရဲ့နောက်တစ်နေရာမှာရှိတဲ့ကြိုးလေးရောဒါလေးရောဒါလေးဆွဲမှဖြုတ်โอเคပြုတ်သွားပြီအဲ့တော့ကြိုးဆက်သွယ်မှုမရှိတော့ဘူးဆိုရင်ကျွန်တော်တို့ဒါလေးလေးစာ unit ကိုပြင်ဘက်ကိုထုတ်လိုက်ရုံပါပဲဆိုပြင်ကိုထုတ်လိုက်ပြီပေါ့နော်ဒီစာ unit ကျွန်တော်တို့လက်ထဲကိုပါလာပြီညောလောရမှာကအဲ့လေးစာ unit ကိုဖွင့်ကြည့်ရမှာသူ့ပေါ်မှာလည်းနက်ကလေးတွေပါတယ်ဗျအဲ့တော့အဲ့နက်လေးတွေကိုကျွန်တော်တို့ဖြုတ်ရမှာပေါ့နော်လက်လေးတွေပြုတ်သွားပြီဆိုရင်ကျွန်တော်တို့ဘောကာဗာလေးကိုဒါလေးဆွဲမှလိုက်ရုံပါပဲအဲ့မှာအဲ့ဒါလေးကပိုလီကွန်မော်တာလေးပါပဲဗျအဲ့ဒါလေးပေါ့နော်အဲ့ဒါလေးကြက်နေလို့ကျွန်တော်တို့အဲ့ဒီ error တက်ပြီးတော့ paper jam တွေလှိမ့်ဖြက်နေတာပေါ့နော်သူ့ခြောင်တော့ကျွန်တော်တို့လှုပ်ပေးရမယ်လှည့်ကြည့်လိုက်တယ်ဒီမှာသူကကျွန်တော်လက်လေးနဲ့လက်လိုက်ရင်မော့လဲနေရမှာသူကြက်နေတဲ့ခါကျတော့ကျွန်တော်တို့က paper jam ဖြစ်တယ်ပေါ့နော်ဘာမှလုံမရအောင်သူခြောင်တော့ကျွန်တော်တို့ကစီလေးထည့်ပေးရအဲ့တော့ကျွန်တော်တို့ polygon motor လေးပါတဲ့ circuit ပြားလေးကိုလည်းကျွန်တော်တို့သူ့မှာလည်းnetလေးတွေပါတာတွေ့ရတယ်ဗျအဲ့တော့အဲ့ circuit ပြားလေးကိုလည်းပြင်ကိုဖြုတ်ယူလိုက်မှာပေါ့နော်နက်လေးလေးလုံးတွေ့တယ်ကျွန်တော်တို့ပြင်ကိုယူလိုက်နောက်တော့ตาလေးမပြီးတော့အပြင်ကိုထုတ်လိုက်ပါဦးနော်
အဲ့ဒီမှာကျွန်တော်တို့ရွှေဝါရောင်ကြီးတုံးလေးကိုတွေးရတယ်နော်ကျွန်တော်တို့စီထက်ပေးရမှာအဲ့ဒီအလေတက်တယ်ပဲဗျပြီးရင်ကျွန်တော်ထည့်ပြမယ်နော်အဲ့ဒီအလေတက်တယ်ပါပဲခုမြင်နေရတော့ကျွန်တော်တို့သုံးရမယ်စီဘူးလေးပေါ့ဒါဟောပေါ့ကျွန်တော်တို့1673နဲ့စီဘူးလေးပြအဲ့မှာ sewing machine တို့တွေ့နော်ဟွာ16ဆက်ပစ္စည်းရောင်းတဲ့ဆိုင်တွေမှာလည်းလွယ်တကူဝယ်လို့ရအဲ့ဒါလေး16ဆက်တွေမှာထည့်တဲ့စီပေါ့နော်16ဆက်ကိုထည့်တဲ့စီပေါ့ဒါလေးဒီကောင်ကိုသုံးပြရမှာဗျကျွန်တော်ခေါင်းလေးစီတွေပါကြီးသွားတုံလို့မရဘူးเนาะအဲ့လိုဒီလို1673နဲ့စီကိုပဲတုံပေးရမယ်ဘယ်နေရာမှာထည့်ရမလဲကျွန်တော်ခုပြလိုက်တဲ့နေရာလေးပေါ့အဲ့အလေကောင်တဲ့တယ်ဗောနော်ရွှေဝါရောကြေးတုံးလေးရဲ့အလေတဲ့တယ်ကိုထည့်ပေးရမယ်စီဘူးလေးနဲ့အဲ့နာလေးမှာကျွန်တော်တို့တစ်စက်ပဲဗျတစ်စက်ပဲထည့်ရမယ်အဲ့အလဲကောင်တဲ့တဲ့တစ်စက်ပဲနော်တစ်စက်တက်ပိုးမထည့်ပါနဲ့တစ်စက်ပဲထည့်ရင်ရရင်လုံလောက်တာအဲ့တက်ပိုးများသွားရင်ကျွန်တော်တို့ရှန်နာတို့ဘာလို့ဖြစ်သွားရင်စက်ကပုတ်ပေါ်ကိုစီတွေပါတွေရောက်တာမျိုးတွေအပိုလီဂင်မော်တာပေါ်ကိုရောက်သွားတာမျိုးတွေဖြစ်သွားမှာဆိုလို့ကျွန်တော်တို့တစ်စက်လေးပဲထည့်မယ်ပြီးရင်အခုကျွန်တော်လက်ပြနေတဲ့အတိုင်းကျင်း20-30 grams ပေါ့တော့လက်ပေးရမယ်တော့လက်ကလေးကနေလို့လေးကင်ထားပြီးတော့เนาะပိုလီဂွန်မော်တာလေးကိုကျွန်တော်တို့စီတွေနန်းနန်းဆက်ဆက်ထဲကိုရောက်သွားအောင်လို့လေးကျင်း20-30 grams လက်ပေးရမယ်တော့ချောချောမွမွေနဲ့မော်တာလေးကလေပတ်နိုင်ပြီဆိုရင်ကျွန်တော်ဒီအဲရာလေးပျောက်ပြီလို့ပြောလို့ရတယ်။တော့ခုဖြစ်နေအဲ့ဒါဒီကောင်ကကြက်တယ်ဗောနော်ပိုလီဂွန်မော်တာကြက်ပြီးတော့သူကကောင်းကောင်းမလေပတ်နိုင်လို့ဖြစ်နေတာ။ခုဆိုရင်ပိုလီဂွန်မော်တာလေးကကောင်းကောင်းမွန်မွန်လေပတ်နိုင်သွားပြီဖြစ်တဲ့အတွက်ကျွန်တော်တို့ပြန်ပြီးတော့တက်မယ်ပေါ့နော်။နောက်လေးစ unit ထဲကိုပြန်တက်တော့မယ်။လေးစ unit ထဲကိုပြန်တက်မယ်။နောက် neck လေးတွေကိုပြန်တက်ပေးလိုက်။ neck လေးတွေပြန်တက်မယ်။ပြီးရင်သူ့ရဲ့ဖုံးလေးပြန်ဖုံးလိုက်။ပြီးရင်ကျွန်တော်ဆက်ထဲကိုပြန်ထည့်ပြီးတော့ကျွန်တော်တို့လုပ်ငန်းစဉ်ကအဆင်ပြေမပြေစမ်းကြည့်အောင်ပဲကြံပါတော့ဗျ။တော့အဲ့ဒါပျောက်သွားပြီလို့တော့ကျွန်တော်တော့ယူဆပါတယ်ကျွန်တော်ဆက်လက်စောင့်ကြည့်မှာပေါ့နော်ဒါတော့ကျွန်တော်တို့ net တက်ပြီးတော့မူလအတိုင်းကျွန်တော်တို့ပြန်လဲတက်ဆင်ပြီးတော့မှာပဲဖြစ်ပါတယ်ဗျာ
ုံးလိုက်ပြန်ဖုံးပြီးတော့ကျွန်တော်ဒီစာချုပ်နစ်ကိုဆိုရင်ဆက်ထဲကိုပြန်ထည့်တော့ဝါကျိုးလေးနဲ့သူခုံပြန်တက်ဖုံးနဲ့တခြားကျန်တာခုံပြန်ဖုံးပြီးရင်ကျွန်တော်တို့စမ်းကြည့်မယ်ကျွန်တော်စီကိုသုံးတဲ့နေရာမှာကျွန်တော်ပြတဲ့စီမျိုးစားလေးကိုပဲသုံးပေးပါနော်16ဆက်သုံးတဲ့စီပေါ့ခေါင်းလေးစီတခြားစီလုံးဝမသုံးပါနဲ့ခင်ဗျာခေါင်းလေးစီသုံးရင်ရရှိမှကျွန်တော်ဆက်ကိုပိုပြတ်စေနိုင်တယ်ဘာလို့လဲဆိုတော့သူကစစ်ကပ်မှုတွေခေါင်းလေးစီမှာသူကစစ်ကပ်မှုကဆက်စီတဲ့ပိုစေးတယ်ဗျတော့ဖုံးနဲ့ပေါင်းပြီးကြီးတွေဖြစ်သွားတယ်အကြိုင်ကမော်တာခုတပို့ပြီးကျက်သွားနိုင်တယ်ကျွန်တော်တို့ဒီဟိုပါပေါ့ကျွန်တော်တို့ဒီလစ်ဆာမော်တာက10မိနစ်ကိုသူကပတ်ရထောင်ချီပြီးလဲနေရတာဖြစ်လို့ပူထွက်ခေါင်းလေးစီကပူတာမခံနိုင်ဘဲနဲ့အရေးပြောပြီးတော့အပြင်ကိုရှန်ထွက်လာရင်ပိုလီကိုမဲတာမှန်နေဘူးနော်တော့ပေလိုက်လို့မှန်ပြီးသွားရင်မတူစားသားကွက်ကုန်နိုင်မယ်ဗျအဲ့တော့ကျွန်တော်တို့ခေါင်းလေးစီကိုလုံးဝမသုံးပါနဲ့ကျွန်တော်ပြတဲ့စီကိုပဲသုံးပေးပါဒါလေးရတယ်ကျွန်တော်တို့ဆက်ချုပ်ဆက်ပစ္စည်းရောင်းတဲ့ဆိုင်တွေမှာတို့တကူဝယ်လို့ရပါတယ်ဗျဆက်ချုပ်ဆက်ဒီမှာထည့်တဲ့စီပေါ့နော်အစီလေးကိုပဲသုံးပေးပါပြီးရင်နောက်ထပ်ရေးကြည့်တဲ့ချက်လေးရှိသေးတယ်ဗျအဲ့ဒါတော့ကျွန်တော်တို့စီနဲ့ထဲတဲ့ခါဖြစ်ကျွန်တော်လက်နဲ့ကင်ပြီးလက်ကြည့်တဲ့ခါဖြစ်အဲ့ပေက6မြောက်မှန်တွေပုံနော်တော့စီမစင်အောင်လက်ဝဲမထင်အောင်ထိုးတတိထားပေးပါတကယ်လို့ပေသွားရင်လည်းပေါ့နော်အဲ့မှန်ပေါ်ပေသွားရင်ခေါင်းနဲ့6လေးနဲ့အသားရပြန်တုပ်ပေးပါကျွန်တော်တို့ပြန်မတုပ်ပေးဘူးဆိုရင်ကျွန်တော်ထွက်လာတဲ့မိတူတွေမှာစားသားတွေဝါတာဆင်ကြောင်းနေပါတာမျိုးကြီးဖြစ်တယ်လို့ပါအဲ့တော့ကျွန်တော်တို့မှန်ပေါ်မှာစီတွေပါရောက်သွားတယ်ဆိုရင်ကျွန်တော်တို့ခေါင်းနဲ့6လေးနဲ့ပြန်တုပ်ပေးလိုက်ပါနော်အဲ့ဒါလေးပါပဲကိုတက်ဆင်ပြီးသွားပြီအခုဆိုရင်စက်ကိုပေါဖွင့်ပြီးတော့ကျွန်တော်စမ်းကြည့်မယ်မေဒုစမ်းဆွဲကြည့်မယ်ပေါ့နော်အဲ့ဒါမတက်တော့ဘူးစင်ပြေတာကိုတွေးရတယ်အဲ့နေရာတော့ထပ်ဆွဲကြည့်လိုက်ခုဆိုရင်ကျွန်တော်တို့စက်ကအဲ့ဒါကင်းစင်ပြီးတော့ပုံမှန်တိုင်းပြန်အသုံးပြုလို့ရသွားပါပြီဗျာဒီ
ဒီဗီဒီယိုလေးကမီတူဇက်အသုံးပြုသူတွေနဲ့စက်ပြင်ဝါဒနာပါသူတွေအတွက်ကြိုးရှိမယ်လို့မျှော်လင့်ပါတယ်ဗျာသိချင်တာရှိရင် comment မှာမေးခဲ့လို့ရပါတယ်ခင်ဗျာ channel ကိုလည်း subscribe လုပ်ထားပေးပါဦးကျေးဇူးတင်ပါတယ်